Radiant Care ဆိုတာပါလေ Radiant Care ရဲ့လူသိနည်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Radiant Care ဆိုတာက20ရာစုအစောပိုင်းကအမေရိကန်နဲ့တခြားနိုင်ငံတွေမှာ Radiant နဲ့ထိတွေ့ပြီးအလုပ်လုပ်ကြတဲ့အမျိုးသမီးတွေကိုရည်ညွှန်းပါတယ်သူတို့ဟာနိုင်နဲ့လက်ဝတ်ရတနာတွေကို Radiant နဲ့စီချဲထားတဲ့အလုပ်တွေမှာပါဝင်ခဲ့ကြပါတယ်1920ပြည့်နှစ်အလွန်တွေမှာတော့ Radiant ဟာကျန်းမာရေးအတွက်အကျိုးကျေးဇူးရှိတယ်လို့ယူဆခဲ့ကြပါတယ်ဒါကြောင့် Radiant တွေကိုဆေးဝါးတွေအလှကုန်ပစ္စည်းတွေနဲ့နိုင်တွေမှာအသုံးပြုခဲ့ကြပါတယ် Radiant Care တွေဟာနိုင်နဲ့လက်ဝတ်ရတနာတွေကို Radiant နဲ့စီချဲတဲ့အလုပ်မှာပါဝင်ခဲ့ကြပါတယ် Radiant Care တွေဟာ Radiant ကိုလက်နက်တိုက်ရိုက်ကင်တွယ်ပြီးအလုပ်လုပ်ခဲ့ကြရကနေ Radiant တွေဟာသူတို့ရဲ့အယိုးတွေကိုစိတ်ဝင်သွားခဲ့ပါတယ်ဒါကြောင့်သူတို့ဟာပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကိုကြုံတွေ့ခဲ့ရပါတယ်အယိုးပြော့ယောဂတွားကြိုခြင်းကင်ဆာနဲ့တခြားသောယောဂတွေကိုဖြစ်ပွားခဲ့ကြပါတယ်ကျွဲနွားတွေဟာဘာကြောင့်အနီရောင်ကိုမုန်းကြတာလဲကျွဲနွားတွေကကာလာပလိုက်မှာဒါပေမဲ့အနီရောင်မှာရှိနေတဲ့အလင်းတုံ့ပြန်မှုကသူတို့အတွက်အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတစ်ခုလို့ခံစားစေရလို့ပါတခြား theory အရာအနီရောင်ကအမြင့်အာရုံကိုထိခိုက်စေနိုင်တဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပြီးတခြားတိရစ္ဆာန်များအတွက်လည်းအနီရောင်ဆိုတာစိုးရိမ်ပူပန်ပြီးချက်ချင်းတုံ့ပြန်မှုဖြစ်စေတယ်လို့ယူဆထားတတ်တာကြောင့်ပါ